ဒီမီးစက်ကြီးကတော့ကီလိုဝက်4300ထုတ်ပေးတယ်ဒါနံပါတ်5အလုံးပေါ့စုစုပေါင်း5လုံးရှိတယ်ဒီမီးစက်ကြီးကလည်းကီလိုဝက်4300ထုတ်ပေးတယ်ဟိုဘက်ကကောင်ကနည်းနည်းတီးသွားတယ်ဗျဒါကျွန်တော်တို့သမောပေါ်မှာနှလုံးကသေးတယ်3လုံးကြီးတယ်ဒီကောင်ကကြတော့2800ကီလိုဝက်ထုတ်ပေးတယ်ဟိုဘက်မှာနှလုံးကြံသေးတယ်เนาะဟိုဘက်ကနှလုံးကတစ်လုံးကကီလိုဝက်2800ရဲ့နောက်တစ်လုံးကကီလိုဝက်4300ရဲ့စုစုပေါင်းအားလုံးပေါင်းလိုက်မယ်ဆိုရင်ကီလိုဝက်ပေါင်း21,300ကီလိုဝက်ထွက်တယ်ပေါ့ဗျာเนาะ21,300ကီလိုဝက်ဆိုတော့တငယ်ချင်းတို့အနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်အင်ဂျီဘလောက်လောက်မြန်သုံးလို့ရမလဲခံမှန်းကြည့်ကြပါဦးဗျာเนาะတွက်တက်တဲ့တငယ်ချင်းများတွက်ကြည့်ကြပါဦးဒီကောင်ကြီးက4300ကီလိုဝက်ထွက်တယ်ဟိုဘက်ကကောင်လေးကတော့2800ကီလိုဝက်ထွက်တယ်ဗျာเนาะဒါကကျွန်တော်တို့သမောပေါ်မှာရှိတဲ့ generator မီးပေးတဲ့စက်ကြီးစုစုပေါင်း5လုံးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်